နိုင်ငံလဲတော့အခြေခံဥပဒေကမရေမရာဖြစ်နိုင်ငံအဲ့ဒါဆိုတော့ဖွဲ့စည်းပုံတွေလည်းဘာထူးဘုံကြီးဖွဲ့စည်းလူဖွဲ့စည်းရှင်မရေရအောင် system မရှိအဲ့ system မရှိတဲ့အပြင် system တကြစနစ်တကြလုံးပြန်တော့လေဘာဖြစ်သွားလဲဆိုတော့အဲ့ဒီဟာကို run နိုင်တဲ့ source ကမပြည့်ဘုံမှာအဲ့ဒီ system လိုက်ပေါ့ဥက္ကဋ္ဌဆိုဥက္ကဋ္ဌယာတွေနဲ့ထိုက်တန်တဲ့အရေးချင်းစွမ်းဆောင်ရည်ရှိတဲ့သူဒါပြည့်ဖို့မလွယ်ဘူးနော်အတွင်းရေးမှုနဲ့ပြည့်စုံတဲ့စွမ်းဆောင်ရည်ချင်းပြည့်တဲ့သူဒါရဖို့မလွယ်ဘူးမလွယ်တဲ့အခါကျအစင်သိညာလေးကောက်ထည့်ထားတာတော့ဟိုအဖွဲ့လဲဥက္ကဋ္ဌဒီအဖွဲ့လဲဥက္ကဋ္ဌပဲနှစ်ဥက္ကဋ္ဌသုံးဥက္ကဋ္ဌပေါ့ဗျာပြီးရင်ဘယ်လို့အဖွဲ့မှာသူကောင်းကောင်းစောပြည့်ရချပြီးဥဆောင်နိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ပြန်ဆိုတော့ဥက္ကဋ္ဌနဲ့အတွင်းရေးမှုနဲ့ကျတော့ဘယ်ဟာအရေးကြီးပြသွားပြန်လဲဆိုတော့ဒါအချင်းများတို့ဘယ်ဟာအရေးကြီးတော့ဘာဖြစ်လို့လဲအော်အမေရိကန်လောက်ကိုင်မြန်မာပြည်ရဲ့ရင်းကိုအချင်းများအသိကိုနေနော်အမှန်တော့ဥက္ကဋ္ဌတို့ president တို့ဆိုတာဒါတာဝန်ကြီးဆုံးပဲလေ decision maker ပဲလေတော့အလုပ်လုပ်တာကအတွင်းရေးမှုလုပ်တာဥပမာစင်ကူမှာဆိုရင်သမ္မတရှိတယ်အဓိကအလုပ်လုပ်တာဝန်ကြီးချုပ်ကလုပ်တာဒါဆိုတော့ဒီလိုတို့ကဘာဖြစ်လဲဆိုတော့အဖွဲ့အစည်း system တစ်ခုကိုတည်ဆောက်တယ်စနစ်တစ်ခုကိုချပြီးတော့စာရွက်ပေါ်မှာပြီးသွားတယ်စာရွက်ပေါ်မှာပြီးသွားတယ်